အားလုံးပဲမင်္ဂလာပါရှင်ဆယ်တားကနေပြန်လဲကြိုဆိုလိုက်ပါရယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ရန်ကုန်တိုင်းဒေသကြီးလိုင်မြို့နယ်မှာကားပြဖျော်ပြနေတဲ့ပထမဆုံးညမှာတင်အောင်စမုံဇက်ပွဲတွေကိုဝင်ခဲ့တယ်လို့သိရှိရပါတယ်ဒီဖြစ်စဉ်ကတာမန်ကဟုတ်ရလားဆိုပြီးတော့သူ့ရဲ့ပြည်သက်တွေကမင်းကုန်းထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်အကြောင်းရင်းမှာတော့အောင်စမှုကအချိန်တိုအတွင်းမှာအောင်မြင်လာခဲ့တဲ့အသက်ငယ်ဆုံးစက်သမင်ဦးဆောင်သူဖြစ်နေလို့လည်းဖြစ်ပါတယ်သူ့ရဲ့အောင်မြင်မှုကိုမလိုလားတဲ့သူတွေကမကောင်းကြံတာဖြစ်နိုင်တယ်လို့လည်းသူ့ကိုချစ်တဲ့ပရိသတ်တွေကထင်ကြေးပေးနေတာလည်းဖြစ်ပါတယ်။အခုလည်းကြည့်ပါပရမညမှာတင်ဇက်ပွဲတွေကိုမွေဝင်တော့နောက်နေ့ရက်မှာလည်းဇက်ကိုလာကြည့်မဲ့ပရိသတ်တွေကတော့အတော်လေးကိုကြောက်နေကြတာလည်းဖြစ်ပါတယ်။သူ့ရဲ့အမာကန်ဖန်တွေကအခုလိုမျိုးပြောခဲ့ကြတာလည်းတွေ့ရှိရပါတယ်။ဒီကိစ္စကသူ့ရိုးသားရိုးမဖြစ်နိုင်ဘူးလို့ပြောလာခဲ့ကြတာလည်းဖြစ်ပါတယ်။အခုတစ်ခါမှလည်းဇက်သပင်ဥက္ကဋ္ဌဖြစ်သူမင်းသားဖို့ချစ်ကဒီပြဿနာရဲ့အရင်ခံကိုသူကိုယ်တိုင်စုံစမ်းဖော်ထုတ်သွားမယ်လို့လည်းပြောဆိုခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်ရှင်။ကိုရီးယားမင်းသားလိုချမောလာပါတဲ့ဇက်မင်းသားအောင်စမှုကိုပွဲကနေတဲ့အချိန်မှာငွေကျပ်300စုချလိုက်တဲ့တတိမကြီးမမတို့အချစ်နံပါတ်1ဆိုတဲ့စကားအတိုင်းမမတို့ချစ်ပြီးဆိုရင်တော့ဘယ်သူမှလိုက်မမီတော့ပါဘူးနော်ဒါကြောင့်ဇက်မင်းသားကျော်အောင်စမှုကိုတတိမကြီးတယောက်ကချစ်လွန်းလို့ဆိုပြီးတော့300စုချလိုက်ပါတယ်300ဆိုတာကတော့လူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ငွေပမာဏပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ300ကိုတတိမကြီးကဇက်ပွဲလာကြည့်ရင်းနဲ့အပျော်သဘောစုချနိုင်တဲ့အထိငွေကြေးချမ်းသာတဲ့သူတယောက်ပါအောင်စမှုကဒီရက်ပိုင်းအတွင်းမှာတော့လေဝေးမျိုးကဖောင်တော်ကျမဘုရားမှာကပြဖြောပြနေတာဖြစ်ပါတယ်ဇူလိုင်လ10ရက်နေ့ကနေ10ရက်နေ့အထိဖျော်ဖြေခဲ့တာဖြစ်ပြီးဒီပွဲကိုတော့ကြည်ကြည်တူအားပေးခဲ့ကြပါတယ်။အောင်စမှုကကိုရီးယားမင်းသားတယောက်လို့ထင်ရလောက်အောင်ရုပ်ရည်ကလည်းချောမောလှပသူဖြစ်တယ်လို့အတန်ကလည်းအရန်ကောင်းပါတယ်။ရုပ်ကလည်းချောအကလည်းကောင်းအတန်လည်းကောင်းပြီးအပြောလေးချူတာကြောင့်တတိမကြီးကလည်းသဘောကျသွားပြီးတော့300လုံးကိုစုချပလိုက်တာပါ။300တုပ်4တုပ်ကိုဇက်ကနေတဲ့အအောင်စမှုရဲ့လက်ထက်အရောက်ထည့်ပေးလိုက်ပြီးကျန်တဲ့300ကိုတော့ချက်လက်မှတ်နဲ့ပေးသွားလိုက်တာပါ။300တဲ့ပြီးရင်နေတဲ့ထင်မှာဆိုရင်လို့ချက်လက်မှတ်ကိုပါပြင်ဆင်ပေးတဲ့အထိစေတနာကောင်းသူတတိမကြီးဖြစ်ပါတယ်။ surprise ပန်းစည်းတွေလုံမနေပဲငွေ300တုပ်ကြီးကိုမြန်မာလိုပဲစုချလိုက်တာပါရှင်။အောင်စမှုကတော့အရင်အံ့ဩနေပြီးဒီလောက်များတဲ့ငွေပမာဏကိုရမယ်လို့တောင်မထင်ထားကြပါဘူး။ဇက်ပွဲတွေမှာဖြိုပြပြီးဆိုရင်ပြည်သက်တွေကငွေသားတွေလက်ဆောင်တွေနဲ့စုချကြတာကထုံးစံဖြစ်ပေမဲ့ဒီလောက်များတဲ့ငွေပမာဏနဲ့စုချတာကိုတော့ဘယ်သူမှမမြင်ဘူးခဲ့ကြပါဘူး။300ဆိုတဲ့ပမာဏကအရင်များတာကြောင့်ဒီငွေတွေကိုတကယ်လိုအပ်တဲ့သူတွေစီတွားလို့လိုက်ပါလားလို့လည်းပြောနေကြပါတယ်။တချို့ကလည်းဒီငွေတွေကိုပွဲပြီးရင်ပြန်ပေးရမှာလားလို့လည်းသိချင်ကြပါတယ်။တကယ်တော့ဒီငွေတွေကပြန်ပေးစရာမလိုပဲအောင်စမှုကိုချစ်လွန်းလို့စုချလိုက်တာပါရှင်။တညရဲနဲ့အမုံဘိုး300ရတာအိမ်မက်တစ်ခုမဟုတ်ပဲတတိမကြီးရဲ့ကြိုးဝချမ်းသာမှုကိုအံ့ဩနေကြပါတယ်။တကယ်တော့ဒီတတိမကြီးကငလင်ပေးမှလည်းသိန်းပေါင်းထောင်ကြီးလှူဒန်းထားသူဖြစ်ပြီးဖျားကျဲဖို့ကိုလည်းရည်စူးထားသူပါ။ငွေတွေကအရန်ပေါနေလို့ဇက်ပွဲလာကြည့်ရင်လည်းပေါ့ပေါ့ပါပါ300ခန့်စုချလိုက်တာဖြစ်ပါတယ်။ဇက်ပွဲကြိုက်တဲ့သူတွေကဇမင်းသားဆိုရင်တော့အရန်ချစ်တတ်ကြပြီးငွေတွေဘလောက်ကုန်စုချတတ်ကြပါတယ်။လက်စွပ်တွေကိုလည်းချွတ်ပေးတတ်တဲ့အပြင်လိုအပ်သမျှအရာအလုံးကိုလည်းပံ့ပိုးပေးတတ်တဲ့အထိမမတွေချစ်ပြီးဆိုရင်တော့ဘယ်သူမှလိုက်မမီတော့ပါဘူးနော်။အရင်ခေတ်ကတော့ရွှေမန်းသားဖိုးချစ်နဲ့စံသက်တီထွန်းစံသပင်ကိုအားပေးခဲ့ကြတာဖြစ်ပြီးအခုတော့အောင်စုကမမတွေညီမလေးတွေအသေးကိုသိမ့်ပိုက်သွားလိုက်ပါပြီ။ကိုရီးယားဆန်ဆန်မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အောင်စုကအသက်လည်းငယ်သေးတယ်လို့လိမ္မာရေးကြားလည်းရှိတာကြောင့်သူ့ပွဲကိုအားပေးခြင်းသူတွေကတကူးတကစောင့်မျှော်နေကြပါတယ်။အောင်စုကဇက်သပင်နဲ့ပတ်သက်ပြီးမျိုးရိုးမရှိပေမဲ့ဇမင်းသားဘွားကိုသဘောကျပါတယ်။အရင်ကဖိုးချစ်ရဲ့ဇက်ပွဲတွေမှာလူရှင်တော်ဘွားနဲ့ဖျော်ဖြေပြီးသပင်လောကတွေကိုဝင်ရောက်လာခဲ့သူပါ။ဇမင်းသားအလုတ်ကလည်းမလွယ်ကူတာကြောင့်ဝမ်းစာဖြစ်ပြီးမှဒီလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။အခုတော့စကားပြောလဲရင်းကြီးအသက်ကလည်းငယ်ရုပ်ရည်ကလည်းချောအကကလည်းကောင်းတာကြောင့်ဇမှုလေးဆိုပြီးတော့အသေးဆွဲဖြစ်နေကြပါတော့တယ်။အောင်စမှုကဇက်ကယုံနဲ့စုငွေ300ကျပ်ရသွားတာကြောင့်တချို့တွေကလည်းအားကြပြီးအခုချိန်မှာတော့မင်းသားအကကိုတင်ရင်တော့မကြတော့သေးဘူးလို့လည်းစနှောင်နေကြပါတယ်။မြမအစက်သပင်ပညာကိုအမွေဆက်ခံသူနေပါလာတဲ့ချိန်မှာအောင်စမှုလိုမျိုးအကဝါဒနာပါပြီးအောင်မြောင်စူးစမ်းနိုင်သူလည်းရှိနေပါသေးတယ်။ဇက်သပင်ချစ်တဲ့ပရိသတ်တွေကအားပေးပြီးဆိုရင်လည်းအခုလိုမျိုး300နဲ့ချီပြီးစုချတတ်ကြသလိုအမပေးဘူးဆိုရင်လည်းလက်မကြည့်ကြတော့ပါဘူး။အချစ်ကြီးသလိုအမျက်ကြီးကြတဲ့ဇက်သပင်ချစ်ပရိသတ်တွေကသူတို့ချစ်တဲ့မင်းသားကိုလည်း300ချီစုချလိုက်ဖို့ကိုလည်းဝန်မလေးကြပါဘူးရှင်။ပွဲကနေရင်နဲ့300စုချခံလိုက်ရတဲ့သပင်မင်းသားကျော်အောင်စမှုကိုပြည်သက်ကြီးတို့ရောအားကြနေကြပြီလားဆိုတော့ကွန်မန့်မှာပြောခဲ့ပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်